အခုနောက်ပိုင်းသူတွေတကူးတကဘာလို့ TikTok ကို short သုံးလာကြတာလဲပြပြမယ်နော်အရင်တော့ကကျတော့သူတို့ internet ကိစ္စတွေပါတယ်အကြောင်း Facebook ကို short သုံးလို့ဖြစ်သွားတယ်အဲ့တော့ TikTok ကိုအုပ်စုလိုက်ကြီးရောက်လာတယ်ကွာဒါပေမဲ့အခုနောက်ပိုင်းကျတော့ TikTok ကိုပါတကူးတက short သုံးလာကြပြီပေါ့နော်တွန်းကိုယ်တိုင်လည်း TikTok short သုံးလာတဲ့ထက်ပါတယ်ဘာလို့လဲဆိုတော့အခုနောက်ပိုင်းတဖြည်းဖြည်း TikTok သုံးတာဆိုတာထက်အဲ့လိုမျိုး short form content တွေ video အတိုလေးတွေကြည့်တာရဲ့စိုးကျိုးတွေကိုသိတာကွာသိတာအဲ့ short form content ဆိုတဲ့ဥစ္စာကအများကြီးကြည့်နေလေတွန်းတို့အုံနောက်ကထိုင်းနေလေပဲဥပမာတွန်းတို့တွေကဒီဗီဒီယိုတစ်ခုကိုကြည့်လိုက်တိုင်းသူတို့ရဲ့အုံနောက်ထဲမှာ emotion တစ်ခုဖြစ်တယ်ကွာနောက်ပြီးကြတော့ TikTok FYP ဆိုတာကလည်းဒီ viral ဖြစ်တဲ့ content တွေကိုပဲပြတာ viral ဖြစ်တဲ့ content တွေဆိုတာကလေသူတို့တွေကလူတွေကို emotion တစ်ခုခုပေးနိုင်လို့လူတွေရဲ့စိတ်ထဲမှာတစ်ခုခုကိုလှုံ့ဆော်နိုင်လိုက်လို့အဲ့လိုမျိုး viral ဖြစ်တာကွာဥပမာအချို့ဟာတွေဆိုအရန်စိတ်တူဖို့ကောင်းတဲ့ဟာတွေရှိမယ်အရန် motivation ရအောင်မဲ့ဟာမျိုးတွေရှိတယ်နောက်ပြီးကြတော့ဟိုလုံးဝတနာစရာကောင်းတဲ့ဟာမျိုးတွေရှိရယ်ကွာအဲ့ဟာတွေကိုတွန်းတို့ကနိုင်ခွက်တနားရီလောက်တွင်းမှာအဲ့လိုမျိုးမူအတက်အကြတွေကိုအများကြီးလေ consume လုပ်နေတော့တွန်းတို့ကိုယ်တိုင်မတိလိုက်ပဲနဲ့အုံနောက်ကပင်ပန်းလာတယ်ပြီးတော့လည်းအချိန်ကြီးကဘယ်လိုကုန်လို့ကုန်မှမသိဘူးကွာအဲ့တော့လူတွေကဒါကိုတဖြည်းဖြည်းနားလည်လာကြပြီးတော့ဟိုshort သုံးလာတယ်ပေါ့နော်ကြာရင်ဒါသုံးတို့ရဲ့အုံနောက်အတွက်ကောဒီအာယုံဆူဆိုက်တာတွေမှာပြဿနာတွေအများကြီးဖြစ်လာနိုင်တယ်အဲ့ဒါကြောင့်မို့တကယ်လှုပ်ရှားရှိတဲ့သူတွေအရေးကြီးတဲ့သူတွေစာလုပ်နေရတဲ့အကြောင်းသားတွေကအစ screen time တွေ reduce လုပ်လိုက်လို့တွန်းထင်တယ်ပေါ့နော်တွန်းကိုယ်တိုင်လည်း short သုံးနေရပါတယ်ဘာလို့လဲဆိုတော့ short form content တွေကကွာ viral ဖြစ်ဖို့ attention အပေါ်မူတည်ပြီးတော့လုပ်ထားတဲ့အတွက်တွန်းတို့ကိုအရန် addictive ဖြစ်စေတယ်ကွာဒါ attention နဲ့ပတ်သက်တာတွေအုံနောက်နဲ့ပတ်သက်တာတွေလေးတိုင်းတဖြည်းဖြည်းသိတာပေါ့နော်ဆိုတော့ဒီကသူတွေလည်းကိုယ့်အတွက်မကောင်းဘူးဆိုတာသိရင်တဖြည်းဖြည်း short သုံးသွားဖို့အကြံပေးချင်ပါတယ်ကျေးဇူးပါ